မနေ့ကဟောစကလာတက်မြောက်သူပိတ်ထားတာပိတ်ပါဟာလားဒီရကြာပါရှင်းနေတယ်လုံးမရှိဘူးဘာမှစားနေမရှိတော့ရဲလူလိုရဲတော့